ရှင်ကျမလူတန်လိုင်းရေးချဖို့ကိုစီအောင်ပွဲတော့ရောက်နေပါတယ်ကျမကအလူထဲမှာပေါ့နော် ဒီကကြီးမပါမယ်နော်50 30ဟာလား ချောင်းပါလေ 50 ကအလူမီနီယံနဲ့လောက်တာမှအရင်ကောင်းမယ်ဖုန်းနံပါတ် ပြတ်ကြည့်အေးပြတ်ကြည့်စိတ်ချလာ ဒီမှာနော်ဒါ ဟုတ်ကဲ့ပြီးရင်ဦးနာမည်ဒီမှာရေးလိုက်ဖုန်းနံပါတ် ကျမ50ယူမှာပေါ့နော် ဟောရပါပြီဝင်သွားတယ် မတီဟာအေးလားဘာလို့ဘုန်းတော်ပြတယ်ဟုတ်တယ်ဟုတ်တယ် screenshot လုပ်ထားတယ် အေးနော်ဒီချာချာလှုပ်ထားပေးတာပါနော်ဒီမှာအမေပုံလေးလူကျင်တဲ့လူရှင်လာဝယ်ပါ ဟိုဘာမလို့တော့ဘူးပေါ့နော် ဟုတ်ကဲ့အမ အဲ့ဒါ ပြလိုက်နော်လူကျင်တဲ့လူရှင်လာဝယ်လို့ပါ ဟိုနေ့ကယူလို့နည်းနည်းရှိတယ်30တန်လည်းရှိတယ်နော် ကျမ50တန်မယူမယ်နော်ကျမက နည်းနည်းဖုန်းသုံးလုံးအဲ့ဒါနဲ့ကြီးညာပြီရှင်းပြ အော်ဒီမှာ လာကဖုန်းသုံးလုံး iPhone 17နဲ့ မဲဖောက်တာ ဟုတ်တယ်မဲဖောက်တာ တပစောင်ဘယ်လောက်လဲညီမ တစားအစိတ်တန်းတာ တစောင်ကိုအစိတ်တဲ့ဒီမှာနော် ဘာပါအောင် ပြီးရင်ဒီမှာဖုန်းနံပါတ်ရေးလိုက် ဖုန်းက3လုံးနဲ့နော် iPhone 17တဲ့နော်ကိုတော့မဝယ်နိုင်ဘူးဒီမှာမဲလာနိုင်ပြီးတော့မဲပေါက်ကြပါစေ ဆန်းလို့ရပါတယ်လို့ပြီးကြတော့ iPhone 3လုံးရွေးချယ်ခွင့်3ရှိတယ်ပြီးကြတော့ကျွန်တော်ဒီမှာညနေခင်းဖောက်မှာပါ9နာရီဖောက်မှာမဲအောင်မရိုက်ကြည့်လိုက်သူကအေးပေါ့မဲဝယ်ပြီးနံပါတ်ကွက်ကိုနိုင်အဲ့နံပါတ်ပဲဘောလုံးထဲမှာညခင်းညမှာကျွန်တော်9နာရီမှာနှိုက်မယ်ကိုကန်တစ်ခုဆန်းလို့ရပါတယ်ကျွန်တော်ဒီမှာဝယ်လို့ရှိရင်ကိုယ့်ရဲ့မဲနံပါတ်ကိုနှိုက်လိုက်မယ်အဲ့ရတဲ့နံပါတ်ကိုကိုယ့်ရဲ့နာမည်နဲ့ဒီမှာလောက်တာမယ်ပေါက်တဲ့ချိန်ကျရင်ကျွန်တော်ဒီနံပါတ်ရဲ့နာမည်ဖုန်းနံပါတ်ခေါ်ပေးပါမယ်ညနေ9နာရီမှာပေါက်ပါမယ် လူမရှိရင်လည်းရတာပေါ့ လူမရှိလဲရတယ်ဒီမှာအားလုံးသက်တည်နဲ့ light တွေကုန်လွှင့်ပါပဲ လိုက်တယ်လွတ်ပြီးတော့ဖောက် ဖုန်း3လုံးတော့25နဲ့ကန်ဆန်းလို့ရတယ်ဒီကလို့3လုံးလုံး3000ထိုးလို့3လုံးပေါက်ရတယ်မပူပါနဲ့အလူပြန်ခံပါတယ်ပြန်လုပ်ပေးပါမယ် ဟုတ်လေကဲကဲ thank you ပါကျွန်တော်ပတ်စံပေးမယ်နော်အေးမဒီမှာနော်အမေပုံနေလဲရောင်းပါတယ်လို့တစ်ခါမှမရောင်းဘူးနော်ဒါ first time ပဲနော်ဟောတာဟုတ်တယ် အလူမီနီယံနဲ့လောက်တာမှန်ပါမလို့ မပေါင်းမလို့ဘူးလို့ဒါကျွန်မ အခုရှိတယ်မှန်ပါလို့ပဲ 30တန်လေးရှိတာပေါ့နော်သူကတော့မှန်ပေါင်းလို့မယ်ဒါကတော့အလူမီနီယံနဲ့လောက်တာမှန်ပေါင်းမလို့ ဒီ ဘူး ကောင် နော် ကနည်းနည်းပြောမယ်ဒီကောင်ကဒီ81ကကျွန်တော်တို့ဒီနွေဦးဒေါ်လာအတွက်ရေးကြည့်ဘာဖြစ်လို့တော့ဒေါ်စုနဲ့ပတ်သက်ပြီးကျွန်တော်တို့ကသူကဟိုလေဒီလောက်ခိုင်းနေဒေါ်စုအသက်ရှင်ရှိမရှိဒီနေ့မှာတနိုင်ငံလုံးတိုင်းတာလည်းလုပ်မယ်ဒီ19ရက်နေ့မှာကျွန်တော်ဖုန်းကြောင်းမှာလည်းလုပ်မယ်ဒီဒေါ်စုရဲ့စစ်တဲ့တနေ့မြောက်ဝင်နေမှာအားလုံးရဲ့လာရောက်အားပေးကြပါတောက်ကြနေညနေခင်းကျွန်တော်အစားအသောက်လည်းကျွေးပါမယ်ဒါတခါထည့်ချင်တာပါဒီဥစ္စာအဲ့အမှတ်တရရောင်းတာပါကျွန်တော်ကမင်းစုရဲ့82နှစ်မြောက်ပါကျွန်တော်တို့ကပါဝင်နေသွေးမအေးဘူးနိုင်ငံခြားမှာနေပေမဲ့ဒါပြဖို့အတွက်ပါဒါတစ်ချိန်အမှတ်တဖြစ်ပါလိမ့်မယ်ကျွန်တော်တို့အိမ်နေအဲ့ကမလှလှလိုက်တစ်ချိန်မှာငါတို့က82နှစ်မြောက်ဒီလိုပါဝင်ခဲ့ဆိုတော့မှတ်တမ်းပါကျွန်တော်တို့အတွက်မှတ်တမ်းပါဒီဥစ္စာ ကျွန်တော်တို့ကအမေကိုလည်းချစ်လို့ပါနော်ဘလို့อ่ะ ဖြစ်တယ်လို့ကျွန်တော်တို့ကမမေ့ဘူးဗမာပြည်ကိုမမေ့ဘူးဆိုတော့ အဓိကကတော့ဗမာပြည်ကို ခဏပြောင်းနေလားမသိဘူးကျွန်တော်မမေ့ဘူးဆိုတာ ဟုတ်ကဲ့ဟုတ်ကဲ့ thank you ပါ thank you ပါနော်ဒီမှာလာအားပေးကြပါနော်ဘယ်တော့မှမရတဲ့ဟာရနော်အမေရဲ့81နော်81 birthday အတွက်အပါလဲရန်ပုံငွေနော်လူဦးတော်လာရေးရန်ပုံငွေဈေးအောင်ပွဲတော်မှာရောင်းချပေးတာပါလို့ဒါ first time မှာလူချင်တဲ့လူတွေလာဝယ်ကြပါရှင်အိတ်နေတဲ့လူတွေလည်းထားလာကြပါရှင်ဒီမှာဖုန်းတွေလည်းမဲပေါက်တယ်နော်မမေနဲ့ iPhone 70တဲ့ဥက္ကဋ္ဌနဲ့လည်း နော် တလုံးထိုင်တလုံးထိုင် thank you ပါအားလုံးလာအားပေးကြပါနော်